သူရဲ့အဖိုးတန်သားလေးမကိုယူလိုက်တဲ့အဆိုပြတဲ့စင်အပေါ်စိတ်ဆက်ပွဲမှာပြတ်သားတဲ့စကားတခေါပြောလိုက်တဲ့ဟင်းဝင်ရဖခင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီရက်ပိုင်း social media တစ်ခွင်လုံးကိုလွှမ်းမိုးထားတဲ့မြန်မာအနုပညာသမိုင်းမှတောင်မှတ်တမ်းတင်ရလောက်အောင်ကြီးကျယ်ခမ်းနားခဲ့တဲ့မင်းသားဟင်းဝင်ရနဲ့မင်းသမီးဆိုပြတဲ့စင်တို့ရဲ့စိတ်ဆက်ပွဲအကြောင်းကတော့အခုတည်းပြောမဆုံးအောင်ဖြစ်နေကြစေပါဒီပွဲရဲ့ခန္ဓာပုံတွေတန်ဖိုးကြီးရတနာတွေအကြောင်းကိုအားလုံးကချီးကျူးနေကြပေမဲ့အဲ့ဒီအရာအားလုံးထပ်ပူပြီးတော့ပရိသတ်တွေကြားမှာလူပြောများပြီးလေးစားခြင်းခံနေရတဲ့အကြောင်းအရာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ချွေးမလောင်လေးဆိုပြတဲ့စင်နဲ့ပတ်သက်ပြီးတော့ရောက်ခတိလောင်ဖြစ်သူဟင်းဝင်းရဲ့ဖခင်ကိုယ်တိုင်ပြောကြားခဲ့တဲ့မှတ်ချက်စကားတစ်ခွန်းကြောင့်ပါပဲ။မနေ့ကအော်တိုဘာလ17ရက်နေ့မှာရန်ကုန်မြို့ရဲ့လာဒ်ဟိုတယ်မှာကျင်းပခဲ့တဲ့ဒီပွဲဟာတာမန်မင်္ဂလာပွဲတစ်ပွဲရဲ့အဆင့်ကိုကျော်လွန်နေခဲ့ပါတယ်။နိုင်ငံခြားကနေတကူတကမှာယူတင်သွင်းထားတဲ့3,000ကျော်တန်ဖိုးရှိတဲ့ပန်းတွေသူတို့သမီးလောင်လေးဆိုပြတဲ့စဉ်ဝတ်ဆင်ထားတဲ့3,000ချီတန်အာဖရိကစိန်နဲ့ကိုလံဘီယာမြတို့နဲ့ပြုလုပ်ထားတဲ့လေဆဲရတနာကြီးတွေကဒီပွဲရဲ့အရှိန်အဝါကိုသက်သေခံနေပါတယ်။ဒီလိုကြီးကျယ်ခမ်းနားတဲ့စိတ်ဆက်ပွဲကိုကျင်းပနိုင်တာကတော့ဟေးဝရင်တို့မိသားစုရဲ့အမခန်းချမ်းသာကြွားမှုတွေကြောင့်ပါပဲ။ဟေးဝရင်ရဲ့ဖခင်ကြီးဦးဝင်းကိုဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းဆောက်လုပ်ရေးကန်ထရိုက်တာကြီးတူဖြစ်တယ်လို့မိခင်ကြီးကလည်းတခေတ်တခါကနာမည်ကြီးခဲ့တဲ့မန်ထက်ချီဗီဒီယိုထုတ်လုပ်ရေးအပါအဝင်ရုပ်ရှင်ထုတ်လုပ်ရေးများစွာကိုပိုင်ဆိုင်ထားပါတယ်။ဒါအပြင်မွန်ပြည်နယ်မှာမြို့မြန်တဲ့ဖုံးလို့တောင်တင်စားရလောက်အောင်ချမ်းသာပြီးတော့ရာဘာချန်အေကားပေါင်းများစွာကိုပိုင်ဆိုင်ထားတဲ့မဟာတထိန်မိသားစုကြီးပဲဖြစ်ပါတယ်။ဒီလိုမျိုးအင်အားကြီးပြီးတော့ကျွဲဝချမ်းသာတဲ့မိသားစုကြီးတွေကိုချွေးမတယောက်ဝင်လာပြီဆိုရင်အားလုံးကစိတ်ဝင်စားကြတာကရောက်ခမတွေရဲ့သဘောထားပါပဲ။အထူးသဖြင့်မိသားစုရဲ့အကြီးအကဲဖြစ်တဲ့ဖခင်ကြီးရဲ့သဘောထားကအရေးကြီးဆုံးပါ။ချွေးမလောင်လေးဆိုပြတဲ့စင်နဲ့ပတ်သက်ပြီးတော့ဖခင်ဦးဝင်းကိုကိုယ်တိုင်ကတော့သူတို့ရဲ့ရင်ထဲကစကားတွေကိုပြပြတသားပြောကြားလာခဲ့ပါပြီ။ဦးဝင်းကိုကဆိုပြတဲ့စင်လိုလိမ္မာရေးကြောင့်ရှိတဲ့ချွေးမတယောက်ကိုရရှိထားတဲ့အတွက်အရန်ကုန်ယူဝမ်းသာမိကြောင်းပုံပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။သူအဓိကပြောသွားခဲ့တာကဆိုပြတဲ့စင်ရဲ့ဘိုင်းကောင်းကြောက်ဖိဖြစ်ခြင်းနဲ့လိမ္မာရေးကြောင့်ရှိခြင်းပါပဲ။ဒီအချက်တွေကြောင့်ပဲသူ့ရဲ့သားဖြစ်သူဟင်းဝင်းရဲ့နဲ့သဘောတူညီခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။သူ့ရဲ့စကားကရှင်းလင်းပြတ်သားပါတယ်။ကျွန်တော်တို့မိသားစုကချွေးမတယောက်ရဲ့ပိုင်ဆိုင်မှုအောင်မြင်ကြော်ကြားမှုတွေကိုမကြည့်ပါဘူးသူရဲ့အကျင့်စာရိတ္တနဲ့လိမ္မာရေးစားရှိမှုကိုပဲအဓိကထားပါတယ်ဆိုပြတဲ့စင်ကဒီအချက်တွေနဲ့ပြည့်စုံတဲ့အတွက်ကျွန်တော်တို့မိသားစုတွေကိုကြိုးဆိုဖို့ဘာမှပြောစရာမရှိပါဘူးဒီလိုမျိုးလိမ္မာတဲ့ချွေးမလေးရလို့ဂုဏ်ယူပါတယ်ဆိုတဲ့စကားကတားဖြစ်သူရဲ့အိမ်ထောင်ဘက်ပေါ်မှာထားတဲ့သူရဲ့ပြတ်သားတဲ့သဘောထားကိုပြသလိုက်တာပါဒီစကားတစ်ခုကသိမ်းမောင်းတောင်းချီတန်တဲ့စိန်လေဆွဲကြီးထက်တောင်မှပိုပြီးတန်ဖိုးရှိတယ်လို့ပရိသတ်တွေကသတ်မှတ်ကြပါတယ်ချမ်းသာတဲ့မိသားစုဖြစ်ပေမဲ့ချွေးမဖြစ်သူရဲ့ဂုဏ်ပုတ်တွေကိုမကြည့်ပဲလိမ္မာရင်ကျေးမှုကိုသာတန်ဖိုးထားတယ်ဆိုတဲ့ဦးဝင်းကိုရဲ့စကားကြောင့်ပရိသတ်တွေကသူ့ကိုလေးစားချီးကျူးနေကြတာပါဒါဟာဆိုဗီယက်သင်ရဲ့မိဘတွေအတွက်ရောဆိုဗီယက်သင်ကိုယ်တိုင်အတွက်ပါအကြီးမားဆုံးဂုဏ်ပြုစကားတစ်ခုပါပဲကဲပရိသတ်ကြီးတို့ရောကြီးကြီးသက်ကြွယ်ဝချမ်းသာတဲ့ရောက်ခတိတယောက်ကကိုယ့်ရဲ့ချွေးမကိုပိုင်ဆိုင်မှုတွေနဲ့မတိုင်းတာပဲအကျင့်စာရိတ္တကိုပဲကြည့်ပြီးတော့ဒီလိုမျိုးပြပြတသားတန်ဖိုးထားစကားပြောလိုက်တဲ့ပုံမှာဘယ်လိုမြင်မိပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်